ဒီလောကကြီးထဲမှာတတ္တဝါတွေအားလုံးရင်ဆိုင်ကြုံတွေ့နေရတဲ့တရားကတော့ခံစားချက်ဆိုတဲ့ဝေဒနာပါပဲဝေဒနာဆိုတာချမ်းသာတယ်လို့ခံစားရတာရှိတယ်လို့ဆင်းရဲတယ်လို့ခံစားရတာလည်းရှိနိုင်ပါတယ်ကောင်းခြင်းဆိုးခြင်းမထင်ရှားပဲခံစားနေရတဲ့ဝေဒနာလည်းရှိနိုင်ပါတယ်ဘယ်လိုပဲခံစားနေရပါစေဝေဒနာဖြစ်ခြင်းပါပဲဝေဒနာဆိုတာဖြစ်တည်ပြီးရင်ပျက်စီးတတ်တဲ့သဘောရှိပါတယ်ဝေဒနာဖြစ်တည်ပြီးပျက်စီးတတ်တဲ့သဘောဟာမမြဲခြင်းအနိစ္စဖြစ်တည်ပြက်ဆင်းရဲမကင်းလို့ဆင်းရဲခြင်းအမှန်ဒုက္ခသစ္စာပါပဲဝေဒနာဟာအဆိုးမရတဲ့သဘောအနတ္တတရားလို့လည်းသိနာလဲခွင့်ရနိုင်ပါသေးတယ်ဒါကြောင့်ဝေဒနာခံစားရသူတိုင်းဟာဆင်းရဲခြင်းမလွတ်ခင်ပါဘူးမိတ်ဆွေတို့ချမ်းသာဖို့ဆိုရင်ဆင်းရဲခြင်းလွတ်ကင်ဖို့လိုပါတယ်ဒါကြောင့်ဝေဒနာဖြစ်တည်ပြက်ခြင်းသဘောကိုမမြဲခြင်းအနိစ္စဆင်းရဲခြင်းဒုက္ခမိမိအလိုတိုင်းအဆိုးမရခြင်းအနတ္တတရားလို့သိနာလဲအောင်အချိန်ချင်းကြိုးစားကြည့်ပါဝေဒနာဖြစ်တည်ပြီးပျက်စီးတတ်တဲ့သဘောဟာအနိစ္စဒုက္ခအနတ္တတရားလို့ကိုယ်တိုင်သိလာတဲ့အခါမှာလောဘဒေါသမောဟကိလေသာတရားတွေချုပ်ငြိမ်းစေပြီးဆင်းရဲဒုက္ခတွေအမှန်တကယ်ချုပ်ငြိမ်းစေနိုင်ပါတယ်ဒုက္ခတွေချုပ်ငြိမ်းရင်ဆင်းရဲခြင်းလွတ်ကင်းစေနိုင်ပါတယ်ဆင်းရဲဒုက္ခလွတ်ကင်းရင်ချမ်းသာပါတယ်တတ္တဝါတွေချမ်းသာကြပါစေ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 